Hello အားလုံးပဲမင်္ဂလာပါ Flow by New Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘယ်အလုပ်ခွင်မှာမဆိုဘူးတို့တွေစိတ်ဖိစီးမှုတွေကြုံရတတ်တယ်။အဲ့တော့ဒီနေ့မှာကလုပ်ငန်းခွင်မှာရှိတဲ့ stress တွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆိုတဲ့အကြောင်းအရာလေးကို share လုပ်ပြသွားမှာဖြစ်ပါတယ်။လုပ်တွေများနေတာ boss ကဖိအားပေးတာဒါမှမဟုတ်ဒီကိုယ့်ရဲ့လုပ်ပေါ်ကိုင်ဘတ်တွေနဲ့ပေါ့နော်။လုပ်ငန်းခွင်မှာရှိတဲ့ကိုယ့်ရဲ့လုပ်ပေါ်ကိုင်ဘတ်တွေနဲ့အလုပ်ထဲမှာအဆင်မပြေဖြစ်နေတာ။ဒါဆိုလို့ရှိရင်တော့ဒီ video လေးကတိတ်ထွက်အကျိုးရှိမှာပါ။အဲ့တော့ဒီ stress တွေကိုဘယ်လိုဖြေရှင်းလဲ။ဒီ stress တွေကိုဖြည့်ရှင်းမှုဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့သိထားမှာကဘာကြောင့်စိတ်ဖိစီးနေရတာလဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်ကြမယ်။အလုပ်တာဝန် deadline တွေ meeting တွေများနေတာလား။ဒါမှမဟုတ် work life balance မရှိဘဲနဲ့အချိန်ပြည့်အလုပ်ကြီးပဲလုပ်နေရတာလား။ဒါဆိုလို့ရှိရင်တော့လုပ်ငန်းခွင်မှာအမြဲလုပ်တာရှိတဲ့ဖြည့်ရှင်းနည်း၅ချက်ကိုပြပြပြီးသွားမယ်။ပထမဆုံးချက်က time managementတနေ့တာအလုပ်ကိုစတော့မယ်ဆိုလို့ရှိရင်ဒီတစ်နေ့လုံးမှာကိုကဘယ်ဟာအရေးကြီးလဲဆိုတဲ့ဥစ္စာကိုအစီအစဉ်တကျချရေးတာပေါ့အဲ့ဒါတော့ပထမဆုံးအနေနဲ့ to do list ရေးရမယ် to do list ဆိုတာကဒီတစ်နေ့တာမှာရှိရပေါ့နော်အကြောင်းအရာတွေလုပ်ငန်းခွင်တွေတာဝန်တွေအများကြီးရှိတယ်အဲ့ဒီတွေကမှအရေးကြီးဆုံးကပါတယ်အရေးကြီးဆုံးဥစ္စာကိုနံပါတ်1မှာထားပြီးတော့အစင်လိုက်ပေါ့နော်ဒီ priority လိုက်လုပ်တာကို to do list လို့ခေါ်တယ်တစ်ခုက Pomodoro techniqueသူကကျတော့25မိနစ်အလုပ်လုပ်ပြီးတော့5မိနစ်နားတဲ့သဘောလေးပေါ့နော်ဒါမှလည်းဒီ focus လုပ်နေရတဲ့အလုပ်ကနေပြီးတော့ဇက်တိုက်လုပ်နေရမျိုးမဟုတ်ပဲ9မိနစ်အနားပေးပြီးတော့မှပြန်လုပ်တာကိုခေါ်တယ်အဲ့ဒါဘာကောင်းလဲဆိုလို့ရှိရင်ဇက်တိုက်အလုပ်နေတဲ့အခါကျတော့ idea ကတခါကျရင်အရန်ကို complex ဖြစ်သွားတာရှိတယ်အဲ့ဒီကဘာကောင်းလာလဲဆိုရင်ကိုလုပ်နေတဲ့ဒီအလုပ်ကိုပဲပို့ပြီးတော့ idea တွေထွက်လာမယ်ကိုယ့်ရဲ့ mind ကလည်းလုံးဝ refresh ဖြစ်စေတယ်ပို့ပြီးတော့လည်းစိတ်ပေါ်ပါစေတယ်ဒါကတော့နံပါတ်1ချက်ပါနံပါတ်2ချက်ကကျတော့ mindfulness and relaxationဒါကကြတော့ဦးတို့အိမ်ရမထွက်ခင်ပေါ့နော်ဒီတရားထိုင်တာ9မိနစ်လောက်တရားထိုင်တာဒါမှမဟုတ်လေကိုကအချိန်များတဲ့အခါကြလို့ရှိရင်အလုပ်ကိုလာတယ်လာပြီးရင်အလုပ်မလုပ်ခင်9မိနစ်လောက်အသက်ရှူလေးချိန်ကလောက်လိုက်တာမျိုးပါပြီးလို့ရှိရင်ကိုကြိုက်နေတဲ့ဒီသက်ချင်းတွေပေါ့နော်နားထောင်တာမျိုးတွေတချို့ဆိုလို့ရှိရင်ဒီ stress တွေပြေးတဲ့ဒီ instrument လေးတွေနားထောင်တာလေးရှိတယ်နောက်ပြီးတော့ဒီစိတ်ကိုလန်းဆန်းစေတဲ့မြင်းမြူးကြွကြသက်ချင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေနားထောင်ပြီးပါဒီနေရာမှာကိုက spiritual အပိုင်းကိုစိတ်ဝင်စားတယ်ပေါ့နော်စိတ်ဝင်စားတယ်ဘူးဆိုလို့ရှိရင်လည်းဒီ spiritual အပိုင်းကိုအရင်စိတ်ဝင်စားတဲ့အခါကျတော့ဒီလိုမျိုးအချိန်မျိုးမှာဆိုရှင်ဘာနားထောင်လဲဆိုလို့ရှိရင် supplementary ပြီးလို့ရှိရင် affirmation တွေအဲ့ဒါတွေကိုနားထောင်နေပြီးလို့ရှိရင်ကိုကနေပြီး repeat ပြန်လုပ်ပြီးတယ်အဲ့လိုမျိုးလေးတွေလုပ်ဖြစ်တယ်နံပါတ်3ချက်ကကျတော့ physical activity ကိုလှုပ်ရှားမှုလုပ်တာလမ်းလျှောက်ထွက်တာအလုပ်မှာနေ့လယ်စာစားပြီးသွားရင်10မိနစ်လောက်လမ်းလျှောက်တာဟိုနားဒီနားနီးစက်ရအောင်ပေါ့နော် break လေးသွားပြီးတော့လမ်းလျှောက်တာမုတ်ထွက်ဝယ်စားတာစသဖြင့်အဲ့လိုမျိုးကိုလက်လှုပ်ရှားလေးတွေလုပ်ပေးပါဘူးဆိုလို့ရှိရင်လည်းဒီ office မှာလုပ်ကြတဲ့ computer laptop ကိုပဲအမြဲတမ်းကြည့်နေရတဲ့အခါကျရှင်ဒီလိုမျိုး break လေးတွေသွားပြီးတော့ဒီ activity လေးတွေတစ်ချက်သွားလုပ်ပြီးတယ်ပြီးတော့မှအလုပ်ပြန်လာလုပ်တယ်အဲ့ဒီလိုပဲကိုကအလုပ်ပြီးသွားပြီအလုပ်ထဲမှာလည်းလုံးဝအချိန်မရဘူးဆိုလို့ရှိရင်အိမ်ပြန်ရောက်တဲ့အခါကျလို့ရှိရင်လည်းကို့အတွက်အချိန်ကိုတီးတန့်ပေးတာပိုကောင်းတယ်ဥပမာ yoga တို့နောက်ပြီးလို့ရှိရင်ဒီ exercise လေးတွေကို YouTube ကနေပြီးတော့လေ့လာလို့ရတယ်ဒီ gym သွားမှမဟုတ်ဘူးပေါ့နော်တကယ်လို့အချိန်ရတယ်ဆိုလို့ရှိရင်လည်း gym မှာသွားဆော့ရင်လည်းပိုကောင်းတာပေါ့နော်တကယ်လို့ကိုကအချိန်လည်းမရဘူးကိုအိမ်မှာပဲအေးစစ်နေခြင်းနဲ့ဆိုလို့ရှိရင် YouTube ကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင် yoga ပြီးလို့ရှိရင်ကိုကြိုက်တဲ့ exercise လေးတွေ activity လေးလုပ်ပေးတာမျိုးလုပ်ပေးပါနံပါတ်4ချက်က social support ကိုရယူပါအဲ့ဒါကြတော့ကိုယ့်ရဲ့မိတ်ဆွေမိသားစုတွေနဲ့အမြဲတမ်းစကားပြောပါကိုစိတ်ညစ်နေလို့ရှိရင်လည်းရင်ဖွင့်လို့ရတယ်အဲ့တော့ကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်ကိုမိသားစုတွေမှာဆိုရှင်ကိုချစ်ရတယ်သူပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေကိုရင်ဖွင့်တာပြီးလို့ရှိရင်အကြံဉာဏ်လေးတွေတောင်းတာလေးတွေလုပ်ပါတခါတလေပိတ်ရက်တွေမှာဆိုလို့ရှိရင်တယောက်တည်းအိမ်မှာနေရမျိုးမဟုတ်ပဲနဲ့ပေါ့နော်တငယ်ချင်းတွေနဲ့ coffee date တွေတခြား activity လေးတွေသွားတာကိုနှစ်သက်တဲ့အစားအစာလေးတွေစားပြီးတော့တယောက်နဲ့တယောက်ရင်ဖွင့်တာစကားပြောတာရင်ပေါ်တာစတဲ့အကြောင်းအရာတွေကလည်း stress ကိုပြေပြောက်စေနိုင်ပါတယ်နောက်ဖိတ်ဆုံးချက် work life balance အဲ့ဒါကကြတော့အလုပ်ပြီးသွားပြီဆိုလို့ရှိရင် off လုပ်လိုက်တာအဲ့ဒါဘာလဲဆိုရင်ကိုအလုပ်ကနေပြန်လာပြီဆိုလို့ရှိရင်အလုပ်ဖုန်းကိုလုံးဝမကြည့်တော့ဘူးကိုနှစ်သက်တာကိုဝါသနာပါတာလေးတွေကိုလုပ်တာဥပမာပကြီးဆွဲတာ game ဆော်တာစာဖတ်တာနောက်ပြီးရင်ရေကူးတာစသဖြင့်ပေါ့နော်အဲ့လို activity လေးတွေလည်းလုပ်လို့ရှိရင် stress တွေပြေးစေတယ်နောက်ပြီးတော့ကိုယ့်ရဲ့အိမ်မှာဒီအိမ်မွေးတိရစ္ဆာန်လေးတွေကြောင်လေးတွေခွေးလေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးအိမ်မွေးတိရစ္ဆာန်လေးတွေရှိတာကလည်းကိုယ့်ရဲ့ 99% stress တွေကိုပြေပြောက်စေတယ်ဘူးဆိုလို့ရှိရင်အိမ်မှာဒီ golden retriever ပေါ့နော်ဒီ pet ကလေးတစ်ခါမွေးထားတယ်ကိုပြန်လာပြီဆိုလို့ရှိရင်ကြိုဆောင်နေတာ1 month တတာကြီးကိုကြိုဆိုတာပြီးလို့ရှိရင်သူတို့နဲ့ဆော့ကစားလိုက်တဲ့အချိန်ကလေကိုအလုံးမှာပင်ပန်းလာတဲ့ရှာတွေ stress တွေအားလုံးကလေသူတို့နဲ့တွေ့လို့ရှိရင်လုံးဝပြေပြောက်သွားတယ်ဒါကတော့လုံးဝတကယ်ကိုလေ99% 100% ကို stress တွေပြေပြောက်စေတဲ့အရာတစ်ခုလို့လည်းသတ်မှတ်တယ်ခုပြပြပေးသွားတဲ့နီလန်တွေကိုအသုံးချပြီးတော့ဒီလုပ်ငန်းခွင်မှာစိတ်ဖိစီးမှုတွေကို control လုပ်နိုင်နိုင်မယ်လို့မျှော်လင့်ပါတယ်တ
ငယ်ချင်းတို့စီမှာလုပ်ငန်းခွင်မှာဒီကိုဘယ်လိုပုံစံနဲ့ဒီ stress တွေကိုဖြည့်ရှင်းလဲပေါ့နော်ဒီ control ဘယ်လိုလုပ်လဲဆိုတာကိုcomment မှာရေးပြီးသွားပေးပါဒီဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးကလည်းဘူးပြောခဲ့တဲ့အချက်၅ချက်အပြင်တငယ်ချင်းတို့ရဲ့ကြုံခဲ့ရတဲ့ဒီ stress တွေကိုဘယ်လို control လုပ်လဲဆိုတဲ့နည်းလမ်းကောင်းတွေကိုပါသူတို့တွေပါရသွားစေတဲ့အတွက်ကိုကျင့်သုံးနေတဲ့ဒီ stress တွေကိုဖြည့်ရှင်းတဲ့ဒီနည်းလမ်းလေးတွေကို comment မှာရေးပြီးသွားပါလို့ဘူးကမြတ်တမ်းရင်ခံပါတယ်ဒီဗီဒီယိုလေးကအသင်အတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးခဲ့ပါဦးရှင် See you next my video bye bye